အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒေါက်တာဖြိုးသီဟာရေးသားထားတဲ့ပရိုဆန်ချင်းဟာလူတွေကိုစိတ်ချမ်းသာစေတယ်ဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဒီသဘောတရားကိုဟိုးရင်တွေကရေးဘူးတဲ့ကိုချင်းတီလာရှုတော့ကနေလဲချိတ်ဆက်ပြောပြဘူးတဲ့လူဆိုတာမဟုတ်တာမလုပ်ရုံနဲ့မပြီးဘူးဟုတ်တာတွေလည်းမှန်ကန်ကန်တည်တည်ချာချာလုပ်ဖို့လိုတယ်ရှောင်ရမှရှောင်ပြီးဆောင်ရမှကိုဆောင်မတာတီလာကောင်းတဲ့သူဖြစ်ပါလိမ့်မယ်ကိုကြောင့်တပားသူမထိခိုက်အောင်နေထိုင်ခြင်းမြည်ပါလိမ့်မယ်ကျေးဥစီကံသွားပြလို့ဆရာဝန်အချိန်မီအချိန်မှန်ရောက်လာရင်ပဲဘလို့ခံစားရတယ်စဉ်းစားကြည့်ပေါ့ဆက်ဆံရေးတွေကုသပုံတွေမပါသေးဘူးเนาะအချိန်တစ်ခုပဲရှိသေးတယ်ဘလောက်စိတ်ညစ်ကြရလဲအလုပ်ကိုတေချာမလုပ်တတ်သူတစ်ချိန်လုံးတွန်းနေရသတိပေးနေရတဲ့သူနဲ့တွဲလို့ရရင်ရောဘလို့နေသလဲပြောင်းပြန်နေနဲ့စိတ်ချယုံကြည်ရတဲ့သူစုခဲစီမြဲစီဆိုတဲ့သူသူကိုယ်သူတောင်းယူတက်တဲ့သူနဲ့တွဲလို့ရရင်လည်းသိစိတ်ချမ်းသာရပါတယ်ဘသူရဲ့အလုပ်ခွင်မဆိုတူးတယောက်တည်းလုပ်လို့မရတဲ့ကိစ္စမို့ဒီခံစားချက်တွေကိုအားလုံးရဘူးကြမှာပါပဲဒါကြောင့်ပရိုဆန်ချင်းကိုယ့်အလုပ်ကိုတိတိကျကျလုပ်တတ်ခြင်းဟာလည်းလူတွေကိုစိတ်ချမ်းသာစေတယ်လို့ပြောရတာပါနေရင်ထိုင်ရင်လှုပ်ဖြစ်နေတဲ့ပရာဟိတနေရင်ထိုင်ရင်ရနေတဲ့ကုသိုလ်ပဲဆိုပါတော့ပရိုပီတာတယ်လို့ပြောနိုင်ဖို့ကိုအကြမ်းပြင်းခွဲလိုက်ရင်နှစ်ခုထွက်လာပါတယ်တစ်ခုကကျွမ်းကျင်မှု skill နောက်တစ်ခုကတော့သူ့ကိုယ်သူထိမ့်သိမ့်နိုင်ခြင်းဆိုတဲ့ self control ပြစ်တာရမှာလဲအစီတဝင်းဝင်းစားရမှာလဲတဲတဲရှက်ရှက်လို့ပြောလို့ရတဲ့သူတွေကြုံမှုပါတယ်ဆိုလိုတာကသူတို့ရဲ့ skill သူတို့ရဲ့ quality ကတိတ်ကောင်းတယ်သူတို့ရေးလိုက်တဲ့စာသူတို့ဆွဲလိုက်တဲ့ design တခုမှပြည့်ရစရာမရှိဘူးဒါပေမဲ့အဲ့ဒါလေးရဖို့ကိုအချိန်ကြာကြီးစောင့်နေရတာရမယ်နဲ့လွယ်ပြောပြီးတော်တော်နဲ့ရမလာတာတစ်ချိန်လုံးတွန်းနေရတာတွေပေါ့အထူးသဖြင့်ခုလိုကာလဆိုပိုသိတာတယ်လူတွေရဲ့စိတ်ကြမ်းမာရေးတွေထိနေကြတာကိုစိတ်မကြမ်းမာရင် sex control ဆိုတာလဲထိုးကျသွားတော့တာပဲမလုတ်တဲ့တာသိပေမဲ့လုံမိနေလုတ်တဲ့တာသိပေမဲ့လည်းအချိန်တွေဆွဲမိနေရောဘုရင်လင်းလင်းပြောရရင်ကိုယ်တိုင်လဲပါတယ်တချို့ရက်တွေမှာ performance productivity ကတိတိတသာထိုးကြတယ်အထီးခိုက်အကြဆုံးသတင်းတွေဟိုရက်ကဆိုငလင်သတင်းတွေကြောင့်စိတ်ထိခိုက်သွားတဲ့အချိန်မျိုးတွေပေါ့အလုတ်ကျွေးဆိုတာကလည်းပတ်စံအကျွေးလိုပဲများလေမဆက်နိုင်တော့လေရှောင်ပုံးကျင်လာလေအဲ့ဒီလိုနဲ့အတိုးပေါ်အတိုးဆင့်အကျွေးတွေကပူထူလာပြီးဆုံးမြုပ်သွားတော့တာပဲအဲ့ဒီလိုမဖြစ်အောင်မနှဲပြန်လိုက်ဆက်တောင်းပန်နေတာတောင်းပန်နဲ့ကြိုးစားနေရတယ်ဆက်သွယ်ရခတ်လို့အထင်လွဲပြီးပြတ်သွားဘူးတဲ့ဆက်ဆံရေးတွေလည်းရှိခဲ့ဘူးပါတယ်နောက်တစ်ခုကမျောလင်းချက်ပေါ့ဟုတ်ကခုလိုခက်ခဲတဲ့ကာလမှာဘလောက်ရေးကြည့်တယ်ဆိုတာမကြာခဏရေးဘူးတဲ့မျောလင်းချက်မရှိရင်ရှင်သန်လိုစိတ်စူးစမ်းလိုစိတ်တွေလည်းကုန်ခန်းလာတာမို့လို့ပဲအရင်အချိန်တွေကဆိုတိတ်တက်ကြခဲ့ကြတာမျောလင်းချက်တွေရှိခဲ့ကြတာစူးစမ်းရင်စူးစမ်းနိုင်တော့ခံစားခွင့်ရမယ်တိုးတက်အောင်မြင်ခွင့်ရမယ်ဆိုတော့ခေတ်စနစ်ရဲ့အပံ့အပိုးကိုရခဲ့ကြတာကိုလူတိုင်းအတွက်မဟုတ်တောင်ကျွန်တော်တို့တော့အဲ့ဒီတည်းပါခွင့်ရခဲ့တယ်အခုကျတကယ်ကိုကမ်းမမြင်လမ်းမမြင်ဘာမဆိုပြိုပြတ်သွားနိုင်တဲ့အနေအထားအဲ့ဒီတော့ငါကောင်ကထိမ့်သိမ့်နေတော့ရောဘာထူးမှလဲငါဆိုတဲ့ branding တွေလည်းလာပြောမနေနဲ့နာမည်ကောင်းလည်းမလိုချင်တော့ဘူးဆိုတဲ့အတွေးတွေဝင်လာတော့တာပဲဒါကြောင့်ပရိုပီတာဖို့မှာစိတ်ကိုကျမ်းမာအောင်ထားနိုင်မှုကလည်းသိရေးကြည့်တယ်လို့ပို့ပြီးနားလည်လာတယ်တစ်ဖက်မှာလည်းတချို့အလုပ်တွေအထူးသဖြင့်နိုင်ငံရေးနဲ့ပတ်သက်တာတွေကငွေယူပြီးလုပ်ထားတဲ့အလုပ်တွေယူရတဲ့တာဝန်တွေဟုတ်မနေပြောင်း volunteer သက်ပဲကိုမလုပ်ပေးလို့လဲနာမည်ဖြတ်မရဘူးပေါ့အဲ့ဒါကလည်းပူပေါ့စေတယ်မြင်မိတယ်
တကယ်တော့ငွေသာမရတာပါလူအသက်တွေဘဝတွေနဲ့သက်ဆိုင်နေတဲ့ကိစ္စတွေမို့ပိုတော်မှအရေးကြီးပါသေးတယ်အရင်ကမျိုးဆက်ပွားကျမ်းမာရေးနဲ့ပတ်သက်လို့လာမင်းရင်ဖြေပေးဖြစ်တဲ့ကိုယ်လုံးမို့တေချာအချိန်ပေးဖြစ်တာပေါ့သို့တော့အဲ့ဒါတွေကဖြေမပေးလို့အသက်တည်မသွားဘူးအခုစိတ်ကျမ်းမာရေးအတွက်လာမေးကြရင်ဖွင့်ကြတိုင်ပင်ကြတဲ့သူတွေကြတော့ကိုတစ်ခုခုလုပ်ဖို့တောင်တွေးနေတဲ့သူတွေအများကြီးပါလာတယ်ဒါကြောင့်ငွေမရပေမဲ့ပိုရေးကြီးတဲ့အလုပ်တွေဖြစ်လာတယ်လို့ပြောတာအဲ့ဒီအတွင်းနဲ့ပြန်အားတင်းပြီးအလုပ်တွေလုပ်နေရတော့မှာပဲကိုယ်နဲ့စိတ်ကအပြန်အလှန်ဆက်ဆက်အကျိုးပြုနေတာပါစိတ်အစဉ်မပြေရင်အလုပ်တွေမလုပ်ချင်ဘူးမလုပ်ချင်လို့အကျွေးတွေပြီးလာတဲ့အခါစိတ်ကပိုအစဉ်မပြေတော့ဘူးတန်တရားလေတွေတက်တယ်ပရိုပီသားတဲ့သူဆိုတာသူတာကိုမလုပ်ချင်နေတဲ့အချိန်မှာတော့အကောင်းဆုံးဖြစ်အောင်လုပ်နိုင်တဲ့သူကိုခေါ်တာပါတဲ့ကိုယ့်ရဲ့ scale ဘိုင်းမှာပြဿနာရှိနေတာမဟုတ်ပဲခံစားချက်ကြောင့် pro မပီသားနေတဲ့သူတွေပြန် remind လုပ်ဖို့ပါပြောသလောက်ရေးသလောက်မလွယ်တာသိပါတယ်ကိုယ်တိုင်လည်းခံစားနေရတာကိုသို့တော့အရန်ဆိုးရွားဖြစ်မသွားအောင်တော့ကိုထိန်းချောင်းကြရမှာပါပဲဆဆရရအဆင်ပြေနေချိန်စိတ်ပျော်ရွှင်ဖို့မျှော်လင့်ချက်ထားနိုင်ဖို့ဆိုတာတိတ်မခတ်ပါဘူးလူတိုင်းလည်းလုပ်နိုင်တယ်ခက်ခဲကြမ်းတမ်းနေတဲ့အချိန်မှာကြမလွယ်တော့ဘူးဘယ်လိုမပီသားနိုင်တော့ဘူးအဲ့ဒီကငါအလုပ်ကိုငါကောင်းကောင်းမွန်မွန်တိတိကျကျတရရလှုပ်ပေးလိုက်ခြင်းဟာလဲပရိဒတ်တစ်မျိုးပဲတပားသူကိုကူညီပေးခြင်းတစ်မျိုးပဲဆိုတော့စိတ်ကလေးမွေးကြည့်ပါနာမည်ကုန်သတင်းတွေအောင်မြင်မှုတွေဆိုတာတွေအတွက်မဟုတ်ဘူးအဲ့ဒီရှုတော့တွေကအခုလိုခစ်ချက်တဲ့ကြဘလို့မှစိတ်ခွန်အားမရစေတော့ဘူးလှုပ်ချင်စိတ်မဖြစ်စေတော့ဘူးဒီအတွက်ကိုကြောင့်လူတစ်ဖက်သားအဆင်ပြေသွားမယ်စိတ်ချမ်းသာသွားမယ်ဆိုတော့ရှုတော့ကနေပြောင်းပြီးအာယူကြည့်ရတဲ့သဘောပေါ့ဒေါက်တာဖြိုးတီဟာ